မင်္ဂလာပါမင်္ဂလာညနေခင်းပါကျွန်တော်ဒေါက်တာတင်အောင်ကျော်ပါကွာလမ်ပူကနေတော့စကားပြောနေပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောမယ့်ကောင်းစဉ်ကတော့ကြောက်ခစ်မှကြောက်ခစ်သို့လို့အမည်ရပါတယ်နော်ကြောက်ခစ်ကပထမကြောက်ကရပ်ပင်းနဲ့ကြောက်တဲ့ကြောက်တော့မှာဒုတိယရရင်နဲ့ပေါင်းတဲ့ကြောက်တဲ့ခစ်ကိုပြောတာပါအဲ့တော့အဲ့ဒီမတိုင်ခင်ကျွန်တော်ပြောချင်တာပြီးခဲ့တဲ့အုံနောက်ပျက်စီးခြင်းဆိုရယ်ကျွန်တော်ရဲ့ဗီဒီယိုလေးဟိုအစလည်းအဆုံးကြည့်ပြီးတဲ့လူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ထင်တာလူတွေတိတ်မကြည့်လို့ထင်ပေမဲ့ဟိုမမျှော်လင့်မဲနဲ့ကြည့်ရလူတွေများတာပေါ့နော်အဲ့ဒါကျွန်တော်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းကလည်းအဲ့ဒါနဲ့ပတ်သက်ပါတယ်အဲ့တော့ပထမဆုံးကြောက်ခေအကြောင်းကိုကျွန်တော်ပြောကြောက်ခေဆိုတာတကယ်ဟိုကြောက်ခေလူသားတွေပေါ့နော်ရပ်ပင်းနဲ့ကြောက်တဲ့ကြောက်တုံးတွေရဲ့ခေပေါ့ဗျာအဲ့ခေမှာရှိတဲ့လူတွေရဲ့အစားအသောက်ကိုကျွန်တော်တို့ပြောလိုက်မယ်နော်ဟိုခတ်တူလို့ရောက်သွားအောင်ပေါ့အဲ့ခေတ်မှာရှိတဲ့လူတွေရဲ့အစားအသောက်ကလုံးခေတ်ကလူတွေခေါ်တဲ့ organic ပေါ့ဗျာ။နော်အစားအသောက်ထဲမှာအသားဆိုအသားပဲဟိုကြက်ဥဆိုကြက်ဥပဲနော်အသီးနှံဆိုအသီးနှံပဲသူ့ထဲမှာဘာမှအစိတ်တောက်တွေမပါဘူးပေါ့နော်ဟိုတဘာဝနဲ့မပတ်သက်တဲ့အစိတ်တောက်တွေဘာမှမပါဘူးအဲ့တော့အဲ့ချိန်မှာရှိတဲ့လူသားတွေကအစာအာဟာရတွေကိုသူကဟိုတန်ရှင်းသောအစာအာဟာရလို့ခေါ်တယ်ပေါ့နော်ဒါတွေကိုသူတို့ရခဲ့ပါတယ်အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းနဲ့ခစ်တွေပြောင်းလာပြီးတော့အခုဒီခစ်ကိုရောက်တဲ့ခါမှာကျွန်တော်တို့စားတောင်းတဲ့အစာအာဟာရတွေကိုကြည့်လိုက်ပါကမ္ဘာမှာရှိတဲ့လူဦးရေတိုးတက်လာတဲ့အမြင်အားအဲ့ဒီဟာကိုရအောင်ဆိုပြီးတော့နော်ဟို genetically modified food ပေါ့ GMO လို့ခေါ်တဲ့သိပ္ပံနည်းရဟိုပြည်ပြင်ထားတဲ့အမြောက်အများထုတ်လုပ်တဲ့အစာတောင်းတွေကမတန့်ရှင်းတော့နော်ဒီအပြင် junk food လို့ခေါ်ရတယ် junk ဆိုတာဟိုပါဗျာဟိုသုံးလုံးရတဲ့အစားအစာတွေပေါ့ဗျာနော်ခန္ဓာကိုယ်ရဲ့အစိတ်တောက်ဖြစ်ပါတယ်။နောက်လို့အခုနောက်ပိုင်းမှာလူတွေမှာတော့သွေးယောဂါတို့စီးကျိုယောဂါတို့နော်အများကြီးပဲပေါ့နှလုံးယောဂါဖြစ်တာပါလေ။အစားအသောက်နဲ့ direct သက်ဆိုင်နေပါတယ်။ဒါကျွန်တော်ပြောနေတာကြောက်ခေတုံးကလူတွေကစားတဲ့အစားအသောက်ကဟိုနည်းပေမဲ့တန့်ရှင်းတယ်ပေါ့နော်။အခုချိန်မှာတော့အစားအသောက်တွေက abundant လို့ပြောလို့ရတယ်အများကြီးရှိတယ်။ရွေးချယ်လို့မကုန်နိုင်ဘူး online ကဝင်ဒါပေမဲ့အဲ့ဒီအစားအသောက်တွေကအရင်လိုမျိုးမဟုတ်တော့သူကအရောတော့ရင်းနေဖြစ်သွားတော့တော့မဟုတ်တော့ဘူးပေါ့နော်လူတိုင်းနဲ့ဒါသိပါတယ်အဲ့ဒီ junk food တွေစားတဲ့ကြောင့်လူကခန္ဓာကိုယ်မှာအနေရဖြစ်တယ်ကျွန်တော်တို့အခုမှတ်ထားနော်ပထမအဲ့တော့ဟိုကြောက်ခေတုံးကလူတွေစားတဲ့အစားအသောက်ကဟိုပြီးတော့ဟိုပါပေါ့ organic သုံးဟုတ်တော့စစ်ဖြစ်တယ်အခုလက်ရှိကျွန်တော်တို့စားနေစားရjunk food လို့ခေါ်ပါတော့เนาะကျွန်တော်အစားအသောက်လည်းနေတော့မတတ်တော့ဘူးအားလုံး junk food လို့ခေါ်တဲ့ဒီဟိုပါပေါ့တဘာဝတိုင်းမဟုတ်တဲ့အစားအသောက်တွေအများကြီးရှိပါတယ်เนาะအဲ့တော့ဘာနောက်တစ်ခုကအဲ့လိုပဲကျွန်တော်တို့ရဲ့ဒီ online media မှာလည်းเนาะလူတွေကပုံပြောဆိုပြောရတယ်ပထမပိုင်းမှာကျွန်တော်ကလူကစာရေးပြီးတော့ဆက်သွယ်တယ်เนาะစာရေးကြတယ်ပေါ့နောက်ပုံပြောကြတယ်စာရေးကြတယ်အဲ့တော့အဲ့ချိန်မှာပြောသူမြည်သူဆိုတာကိုသူကသိတယ်အဲ့တော့တစ်ဖြည်းဖြည်းနဲ့အဲ့ဟာနေပြီးတော့မှစာအုပ်ထုတ်ပြီးတဲ့ခေတ်ရောက်လာတယ်။မှာဆိုတော့ပဲဘာမှအိမ်မှာဆိုရှင် immunity တို့ကျွန်တော်မှတ်မိတဲ့အချိန်ဟာတွေပြောတာပါ။စန္ဒာတို့ရှုမောတို့ magazine တွေရှင်နောက်ပိုင်းလည်းရှိမှာပေါ့လေ။အဲ့ magazine မှာ magazine တိုက်ကဘာလို့လဲအဲ့ဒါဘာလို့လဲပါလဲညာလဲအကုန်သိရဗျာ။နော်အဲ့တော့ဒါကဟိုမှာနိုင်ငံခြားမှာဆိုလဲ Washington Post BBC CNN စသည်ဖြင့်ပေါ့။ဒါတွေအကုန်လုံးဒါစင်ဝါပေါ့ဗျာနော်။အဲ့လို news page agency ကပြောတယ်ဆိုတာသူကသိတယ်နော်။သူတို့ကလည်း edit တွေပါလုပ်ပြီးတော့စနစ်ကြထုတ်တယ်။အခုနောက်ပိုင်းကျတော့ခက်ကဘယ်လိုပြောင်းသွားလဲဆိုတော့ online မှာကျွန်တော်ပြောသလိုမျိုးလူတိုင်းပြောလို့ရတယ်။နော်ဘယ်သူမှဆိုတက်ပြီးတော့ကင်မရာလေးသုံးရှိမယ်ဖုန်းလေးသုံးရှိမယ်ဆိုလို့ရှိရင်ဘယ်သူမှဆိုပြောလို့ရတယ်။အဲ့ခါကျတော့ online ကရတဲ့ information တွေအကုန်လုံးကလည်းခုနကအစားအသောက်တွေထဲမှာအစိတ်တောက်ဖြစ်တဲ့ junk food လို့ online က information တွေအများစုကလည်း junk တွေလို့ပဲလို့ခေါ်တယ်။နော် junk ဆိုတာသုံးလို့မရတဲ့ information တွေပေါ့ဗျာ။နော်အဲ့ information တွေကိုသုံးလို့ခြင်းအပြင်အုံနောက်ကိုအစိတ်တောက်ဖြစ်ပါတယ်အဲ့တော့သူတို့အစိတ်တောက်ဖြစ်အောင်လုပ်တဲ့နေရာတွေလည်းလေးပဲအခုကျွန်တော်စကားပြောနေဗျာကျွန်တော်အခုစကားပြောအောင်နားထောင်နေလူကြီးရလူကြီးရှိမယ်အဲ့မှာကျွန်တော်ဆရာဝန်တရားအနေနဲ့ကျွန်တော်လက်မှာဘာရှိလဲဆိုတော့ခလုတ်တစ်ခုရှိတယ်အဲ့ခလုတ်ကဘာလဲဆိုတော့ fear button ပေါ့နော်အကြောက်တရားကိုပွားစေတဲ့ခလုတ်ပေါ့အဲ့ဒါကိုကျွန်တော်နှိပ်လိုက်အောင်ပဲကျွန်တော်အဲ့အကြောက်တရားကိုပွားစေတဲ့ခလုတ်ကိုနှိပ်လိုက်ရင်ကျွန်တော်ကဆရာဝန်တရားအနေနဲ့လူတွေကိုကြောက်အောင်ပြောလို့ရတယ်
နော်ကျွန်တော်ပြောရင်ခင်ဗျားတို့လည်းယုံပါတယ်ဟာဒီပုံကဆရာအောင်မယ်တရားလို့ကျွန်တော်ပြောတဲ့ဟာဆိုယုံပါတယ်ကောက်အခုခေတ်ကြီးမှာ online မှာဖြစ်တယ်ဆိုတော့အဲ့အကြောက်တရားဆိုတဲ့ခလုတ်ကိုနှိပ်ပြီးတော့လူတွေကိုကြောက်အောင်လုပ်နေတယ်အဲကြောင့်မလို့အခုခေတ်ကြီးကကျွန်တော်ကြောက်ခေလို့ပြောတာနော်လူတွေကိုများများကြည့်စေခြင်းနဲ့လူတွေကိုများများတော့ follow လုပ်စေခြင်းနဲ့ဆိုရင်သူကအကြောက်တရားဆိုတဲ့ခလုတ်ကိုနှိပ်လိုက်အောင်မယ်နော်အဲ့အကြောက်တရားဆိုတဲ့ခလုတ်ကိုနှိပ်ပြီးတော့ကျွန်တော်ပြောလိုက်မယ်ဥပမာဟာခင်ဗျားတို့ဒီယောဂဖြစ်မယ်ဟိုယောဂဖြစ်မယ်အဲ့ယောဂဖြစ်လို့ရှိရင်ဒုက္ခရောက်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်ကျွန်တော်ပြောချင်လို့ပြောလို့ရတယ်အဲ့လိုပြောလိုက်လို့ရှိရင်ခင်ဗျားကလည်းကျွန်တော်ဆိုရင်ကျွန်တော်သိရလို့ပေါ့နော် KL မလေးရှားထားပါတော့ကျွန်တော်လူတိုင်းသိကြရပါတော့တော်တော်များများသိကြပါတယ်ဒီကကျွန်တော်တို့ကသူယုံပါပဲလေယုံပြီးပါလိမ့်မယ်ကြောက်မယ်ကြောက်ပြီးရင်စိတ်ဆင်းရဲမယ်စိတ်ဆင်းရဲပြီးရင်စိတ်ထိုးခါရောက်မယ်တော့စိတ်ရင်စိတ်တွေများလာမယ်စိတ်ကြကြမယ်ကြောက်မယ်ဒါကြောင့်မို့ဒုတိယခေတ်ကိုကြောက်ခေလို့ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ပြန်ပြီးချုပ်ပြီးပြောရလို့ရှိရင်ပထမခေတ်ကကြောက်ခေတ်မှာလူတွေအစားအသောက်စားတဲ့ဥစ္စာကတဖြည်းဖြည်းနဲ့အခုခေတ်မှာစားနေအစားနဲ့အဲ့ဒီခေတ်ကစားတဲ့အစားတောင်းနေရှင်ကြည့်အခုမှအစားအသောက်တွေအစုံလုံးရှိတယ်အများကြီးရွေးချယ်လို့ရတယ်ဒါပေမဲ့ရွေးချယ်လို့ရတဲ့အစားအသောက်တွေအကုန်လုံးထဲမှာကောင်းတဲ့အစားအသောက်ကအရန်ရှားပါတယ်အဲ့လိုပဲဒီ online information မှာလည်းအဲ့ဒီပုံစံအတိုင်းပဲသူက information တွေအများကြီးပဲဒါပေမဲ့အကုန်လုံးက junk တွေပဲ junk ဆိုတာသုံးလို့မရတဲ့ဟာတွေပဲเนาะကျွန်တော်ဥစ္စာလည်းသုံးလို့ရတယ်လို့ကျွန်တော်မပြောဘူးသုံးလို့ရလို့ထင်ယူသုံးလို့မရရင်မယူနဲ့ဒါပေမဲ့တိထားစေခြင်းတဲ့အချက်တစ်ခုကတော့ဘာလဲဆိုတော့ကြောက်အောင်လုပ်လိုက်လို့ရှိရင်လွယ်လွယ်လေးပဲလူတွေကအဲ့ fear button လို့ခေါ်တဲ့အကြောက်ခလုတ်ကိုနှိပ်ပြီးတော့ရှင်းပြောရင်လှုပ်ရှားနေတာပေါ့ဗျာเนาะအဲ့ဟာကများလာတဲ့ခါမှာလူတွေကဘာဖြစ်လဲဆိုတော့လူတွေကတော့ကြောက်တဲ့လူတွေဖြစ်ကုန်ကြတယ်ကြောက်တာဘာမှမသိပဲကြောက်နေကြတယ်အဲကြောင့်မို့ကျွန်တော်ကိုစေကအောင်လာတဲ့လူနာတွေကိုယ်တိုင်ကဆရာဒီအကြောင်းကိုပြောပြပါအောင်ဆိုပြီးထပ်ကလည်းပြောနေလို့ကျွန်တော်လည်းဒီအကြောက်တရားအကြောင်းကိုပဲမကြောက်နဲ့လို့ကျွန်တော်ပြောပြနေတာအချိန်ချင်းခါခါရှိနေပါပြီဒီတစ်ခါလဲစဉ်းစားလို့တက်အောင်ကျွန်တော်ကဟိုဘက်နဲ့ဒီဘက်နှစ်ခုအစားတောက်နဲ့ online နဲ့နှစ်ခုကိုကျွန်တော်ရှင်းပြပြီးတော့မကြောက်အောင်ကျွန်တော်ပြောပြတာပါကျွန်တော်ဒီမြည်သည့်ခါမှာအကြောက်တရားဆိုတဲ့ခလုတ်ကိုနှိပ်ပြီးတော့လူတွေကိုကြောက်အောင်ပြောပြီးတော့ကျွန်တော်ထင်ပေါ်ကြောက်အောင်လည်းမလုပ်ဘူးပတ်ဆိုင်ရအောင်လည်းမလုပ်ဘူးပေါ့ဒါပေမဲ့အများစုကအဲ့လိုလုပ်ကြတယ်နော်နောက်တစ်ခုသိစေချင်တာက online မှာ share information တွေအကုန်လုံးဒီကျွန်တော်အနေနဲ့ပြောရရင်ဆရာဝန်တယောက်နဲ့ဆေးပညာနဲ့ပတ်သက်တဲ့ information တွေအကုန်လုံးက junk လို့ခေါ်တဲ့သုံးလို့မရတဲ့ information ကအများစုဖြစ်တယ်အဲ့တော့ခင်ဗျားတို့က authority လို့ခေါ်တဲ့ပြောတဲ့လူဘယ်သူလဲဆိုတာကိုခင်ဗျားတို့ကြည့်ရမယ်ဒါတကယ်ဥမာဆရာဝန်ကြီးတွေတော့တကယ်ပေါမောက်ခတွေနော်ဘယ်လူလဲဆိုတာကိုအရင်ဆုံးကြည့်ပြီးတော့မှအဲ့နောက်ကလိုက်အမှန်ကန်ပြောနေလူတွေအများကြီးရှိတယ်နော်စိတ်မြင်တဲ့အကြောင်းပြောနေလူတွေအများကြီးရှိတယ်သူဖြင့်အင်္ဂလိပ်လိုပြောတဲ့မီဒီယာမှာဆိုပိုများသေးတယ်လိမ့်လို့မရဘူး YouTube တို့ဘာလို့မှဆိုပိုများသေးတယ်နော်အဲ့တော့အဲ့ဒီဥစ္စာကိုတစ်ချက်ချင်းကြည့်ကြပါဦးနော်အဲ့တော့ကြောက်ချင်းတရားမှာကင်းဝေးကြပါစေကျွန်တော်ကတော့ခင်ဗျားတို့ကြိုက်အောင်ဆိုပြီးအကြောက်တရားဆိုတဲ့ခလို့ကိုကျွန်တော်ဘယ်တော့မှသိမှာမဟုတ်ပါဘူးအဲ့တော့ကြောက်ချင်းတရားမှာကင်းဝေးကြပါစေကျွန်တော်ဒေါက်တာနေအောင်ကျော်ကကွာလမ်ပူကစကားပြော